အားလုံးပဲမင်္ဂလာပါအခုလိုမြန်မာပြည်မှာကြောက်နေတဲ့ငလျင်ဖေးအတွက်ဆက်ဆိုထားတဲ့ကူညီကြပါဆိုတဲ့တခြင်းလေးနဲ့ဖြော်ပြပေးကြပါတယ်ဒီရေးစရာမြန်မာစာကိုရှန်ထွန်းရဲ့တခြင်းလေးဖြစ်ပါတယ်ခင်ဗျနားဆင်ကြပါဒုက္ခကောကဟူသည်များအတူမျှဝေခံစားနေဘေးမယာဝေးကွာအနေကင်းမာစီမေတ္တာပေးဒုက္ခဘေးများကင်းဝေးပါစေအားလုံးပဲငလျင်ဘေးအတွက်အတူများလည်းပါဝင်ထုတ်ကြပါဦးအမြင်တရေတော့တို့မြမလူမျိုးအတူတူနေရေဘေးလေဘေးမိဘေးမလျင်ဘေးဒုက္ခကဆိုးဘေးများကြုံရလိမကြုံရလိဘုံဘဝမှာတူမျှဝေအတူခံစားကကိုညီကြမယ်လေရှိတာမရှိတာအတိမမထားနှလုံးသားကြီးထပ်တူပြပါနိုင်သမျှစွမ်းသမျှဝိုင်းဝန်းညာလို့ညီမယ်လေယခုရတဲ့တွေမလားပါချေလူအသက်တွေရသမျှကေကြမလဲမြမရီနှလုံးသားကဘာရသည်ကာရကရှိပကတနာမပါဒါနာလူပါလေဘေးပါကူညီပါတချို့ကျော်ဟိုတစ်လုံးနေတုံလုံး၆ချာလူတများဘေးကင်းပါစေတစ်ချက်ကလေးများမတွန်းမင်းအသက်ဘေးကလွတ်လေဘဝရီကြည်မွားဘာနေရလေဘယ်လိုစားရမလဲဘလို့ရှိစေရမယ်လက်ရောက်သူများတနာရချေဓာတုလူတွေဓာတုမိသားစုတွေရှိရမရှိရအတိမမထားကနှလုံးသားကြီးထပ်တူပြပါနိုင်ငံများအစွမ်းများဝိုင်းဝန်းများလို့ညီမယ်လေရတဲ့တွေမလားပါချေလူအသက်တွေရသမျှကေရမလဲမြမာရီနှလုံးသားကဘာကသည်တာရကရှိပကာကနာမပါဒါနာလူပါလေပကာကနာမပါဒါနာလူပါလေပကာကနာမပါအားလုံးပဲကျေးဇူးပါကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအားပေးကြပါအောင်ဗျနော်ကျွန်တော်တို့ရဲ့မြန်မာပြည်ငလျင်ဘေးကြီးအတွက်လည်းတန်နိုင်သလောက်တက်ဆန်းသမျှလေးတွေပါဝင်ကူညီအားဖြည့်ပေးကြပါအောင်လို့တောင်းဆိုပါရစေခင်ဗျအားလုံးပဲကျေးဇူးပါ